ကိုရီမှာတော့အစင်သစ်ပါမှမရဘူးပေါ့ဒါကဒီမှာ rice noodle လို့ခေါ်တယ်ပြုတ်လိုက်တော့လဲကြာစံနဲ့တူသွားတာပေါ့အဲ့ဒါလေးပဲရတယ်အဲ့ဒါပဲသုံးမယ်ဒီနေ့တက်လို့ဆိုတော့မမြိုင်မထည့်ဘူးဒီမှာပြန်ယူလာတဲ့ငမြိုင်ရှိတယ်မထည့်ဘူးစားနဲ့ပဲသုံးမယ်ဒီငြို့ဒီမဟုတ်လဲကွက်ကိုလှော်ရတယ်ကွက်ကိုဆက်တဲ့ထည့်ကြရတယ်ဒီမှာမရဘူးအစနေအစုံပဲမို့ကွက်ကိုလှော်ရတယ်ဒီမှာအစိမ့်ပဲရှိတယ်ပဲမို့ကလှော်ပြီးဘူးထဲထည့်ထားရတယ်ဒါအချင်းမကြီးသီးနဲ့ခညံနဲ့ထည့်ပြီးတော့ကျုံဖြူလေးနဲ့ကွက်ကိုလှော်ရတဲ့အချင်းအားကြောင့်မို့အတုတ်တစ်ခါလှုပ်စားဖို့လေအရန်စဉ်းစားတယ်ဘာမှပြမလို့အကုန်ဘာမှအစင်သေးမရအောင်မအချုံမို့ချုံမို့ကနည်းနည်းထည့်မယ်ဒီမှာစီချက်ကျက်သွန်နဲ့ကျက်သွန်ဖြူနဲ့စီချက်လောက်ထားတာအားလေးနည်းနည်းထည့်မယ်ဒါပဲဘာမှပြမဆိုလွယ်လွယ်ကူကူလှုပ်စားလို့ရတယ်ဒီမှာအစအနေအဆုံးအကုန်လောက်ရဒါပေမဲ့တစ်ခုရှိတာကဘာလဲကိုယ်စိတ်တိုင်းကြကိုလက်ကိုချီကိုချက်တယ်ပြုတ်တယ်ဆိုတော့ကိုယ်စိတ်တိုင်းကြကိုစားလို့ရတယ်ကိုစားချင်တာကိုလှုပ်စားရုံနဲ့မွေးငါဆိုလဲကိုယ့်ကိုချက်စားတယ်အုံနှခောက်ဆွဲဆိုလဲကိုယ့်ကိုချက်စားတယ်ပစ္စည်းတွေကဒီမှာအကုန်ငမြရင်မလွယ်ကျန်တာအကုန်ရတယ်လေအကုန်ရတော့ကိုယ့်ကိုချက်စားတယ်ကိုယ့်ကိုလှုပ်တယ်မဖြစ်ဘူးလားအတော့ဖြစ်တာပဲကြာစံတော့ဘလောက်ကောင်ဒါမှလောက်ရတာနည်းနည်းလက်ဝင်တာပဲရှိတာပေါ့ကွယ်ကောင်းရှာပဲကြာစံတော့လေးကိုထမင်းညံနေလိုက်စာမင်းကိုတခါကျရင်ငါဘာမှပြမနေနေတာလားအိန္ဒိယမှာနေနေတာလားဆိုတော့မခွဲခြားတော့ဒီလိုပဲဖြစ်နေဟိုမှာနေတော့လည်းဒီလိုပဲဒီမှာနေတော့လည်းဒီလိုပဲစိတ်ထင်တော့ဘာမှတော့မထူးခြားပါဘူးဘလောက်ကောင်းဖြစ်ပါမရှိဘူးဆိုတော့ဘာမှမရှိအကုန်ရှိတယ်ဒါပေမဲ့နည်းနည်းတော့လောက်ရတာပေါ့လောက်ဝင်တာပေါ့စားကြတော့လည်းလောက်ရတာပေါ့မဟုတ်လားနောက်စားကောင်းဟင်းတွေမလို့တောက်လို့တဲ့တပင်းနဲ့စားရရင်ဆက်ခဏဟာရှက်အတော့ကောင်းလားကောင်းလားကြိုက်လားတားကြိုက်လားကြိုက်ဘာမှစကားတက်လားဟဲ့ပြောလေငုတ်ပြီးတော့ပဲစား